ကုန်ရှိတယ် ပြီးတော့အခါကตาရလှပတဲ့တောအုပ်ကြီးတစ်ခုရဲ့အလယ်မှာကြည်လင်အေးမြတဲ့ရေကန်ကြီးတစ်ကန်ရှိတယ်။အဲ့ဒီရေကန်ကြီးရဲ့ဘေးမှာတိတ်ကိုချစ်ခင်ကြတဲ့တငယ်ချင်း၃ဦးနေထိုင်ကြတယ်။တဦးကတော့ရွှေရောင်တောက်ပြောင်နေတဲ့အမွှေးအမြင်နေနဲ့လှပတဲ့ရွှေသမီးလေးဖြစ်ပြီးနောက်တဦးကတော့အယောင်အသွေးစုံလင်တဲ့တစ်တောက်ငှက်ကလေးတတိယတဦးကတော့သဘောကောင်းတဲ့လိတ်ကလေးတို့ဖြစ်ကြတယ်။သူတို့၃ဦးဟာနေတိုင်းရေကန်ဘေးမှာစုံတွေ့ကြပြီးပျော်ပျော်ရွှင်ရွှင်ကစားလိရှိကြတယ်။တနေ့တော့တောအုပ်ထဲကိုမုတ်ဆိုးတစ်ယောက်ရောက်လာတယ်။မုတ်ဆိုးဟာရေကန်ဘေးကသမင်လေးရဲ့ခြေရာတွေကိုမြင်သွားပြီးသမင်လေးလာတက်တဲ့လမ်းမှာခိုင်မာတဲ့သားရည်ကြိုးတွေနဲ့ကြော့ကွင်းထောင်ထားခဲ့တယ်။ညံ့တငောင်ရံအချိန်ရောက်တော့ရွှေသမင်လေးဟာရေလာတောက်ရင်မုတ်ဆိုးရဲ့ကြော့ကွင်းမှာခြေတော့ညှိမိသွားပါတော့တယ်။သမင်လေးဟာရုံထွက်ဖို့ကြိုးစားပေမဲ့ထောင်ချောက်ကျိုးကအယမ်းခိုင်လုံးလို့လွတ်မထွက်နိုင်ပဲ။ကူညီကြပါဦးတငယ်ချင်းတို့ကြီးဆိုပြီးအတန်ကုန်ဟစ်អော်ပါတော့တယ်။သမင်လေးရဲ့အော်တန်ကိုကြားတဲ့အခါတစ်တောင်ငှက်နဲ့လက်ကလေးတို့ဟာအမြန်ပြေးလာကြတယ်။သမင်လေးကြော်ကွင်းမိနေတာကိုမြင်တော့တငယ်ချင်းနှစ်ယောက်ဟာအယမ်းကိုစိတ်ပူသွားကြတယ်။တစ်တောင်ငှက်ကအဆွေလိတ်တင်ကသွားတွေထက်မြက်တယ်ဒီထောင်ချောက်ကျိုးတွေကိုပြက်အောင်ကိုက်ဖြတ်ပေးပါကျွန်ုပ်ကတော့မုတ်ဆိုးတီကိုမလာနိုင်အောင်ရွာဘက်ကိုသွားပြီးအနှောက်အယှက်ပေးထားပါမယ်လို့အကြံပေးလိုက်တယ်လက်ကလေးကလည်းသဘောတူပြီးထောင်ချောက်ကျိုးတွေကိုချက်ချင်းစတင်ကိုက်ဖြတ်ပါတော့တယ်တစ်တောင်ငှက်ကလေးကတော့မုတ်ဆိုးရဲ့အိမ်စီကိုအမြန်ဆုံးပြန်တန်းသွားခဲ့တယ်မိုးလင်းကနေအချိန်မှာမုတ်ဆိုးဟာတောထဲသွားဖို့အိမ်တကားဝကိုထွက်လာတယ်အဲ့ဒီအချိန်မှာအတင်းဆောင်နေတဲ့တစ်တောင်ငှက်ကလေးဟာမုတ်ဆိုးရဲ့မျက်နှာစီကိုပြေးဝင်ပြီးအတောင်ပံနဲ့ရိုက်နှုတ်သီးနဲ့ပေါက်ပြီးအနှောက်အယှက်ပေးပါတော့တယ်မုတ်ဆိုးကဟာမနက်စောစောစီစီနမိတ်မကောင်းပါလားဆိုပြီးအိမ်ထဲပြန်ဝင်သွားတယ်ခဏနေတော့နှောက်ဖေးပေါက်ကနေထွက်ဖို့ကြိုးစားပြန်တယ်တစ်တောင်ငှက်ကလည်းနှောက်ဖေးပေါက်ကနေသွားဆောင်ပြီးထပ်ပေါက်ပြန်တယ်ဒီလိုနဲ့မုတ်ဆိုးတောထဲကိုထွက်လာတဲ့အချိန်ဟာနေတော်တော်လေးမြင့်တဲ့အချိန်မှဖြစ်သွားခဲ့တယ်။မုတ်ဆိုးတော်ထဲကိုရောက်လာတဲ့အချိန်မှာလက်ကလေးဟာထောင်ချောက်ကျိုးတွေကိုကိုက်ဖြတ်နေတာအကုန်လုံးနီးပါပြတ်သွားပြီဖြစ်ပေမဲ့လက်ကလေးရဲ့ပါးစပ်တွေသွေးထွက်ပြီးအယမ်းကိုပင်ပန်းနေရှာပြီ။မုတ်ဆိုးကိုအဝေးကနေလှမ်းမြင်လိုက်တာနဲ့သမင်လေးကအားကုန်ယုံလိုက်တဲ့အတွက်ကျိုးတွေပြတ်ထွက်သွားပြီးတောထဲကိုလွတ်မြောက်သွားတယ်ဒါပေမဲ့ပင်ပန်းနေတဲ့လက်ကလေးကတော့မပြေးနိုင်ပဲမုတ်ဆိုးရဲ့အိတ်ထဲကိုအဖမ်းခံလိုက်ရတယ်။အဲ့ဒါကိုမြင်တဲ့ရွှေသမီးလေးဟာသူ့တငယ်ချင်းကိုကယ်ဖို့အတွက်ခြုံပုတ်ထဲကနေထွက်ပြီးမုတ်ဆိုးရှိမှခြေတော့နာချင်အောင်ဆောင်ပြတယ်။မုတ်ဆိုးကသမင်ကိုလိုချင်တာနဲ့လိပ်ပါတဲ့အိတ်ကိုမြေကြီးပေါ်ချပြီးသမင်ကိုလိုက်ဖမ်းတော့တာပေါ့။သမီးလေးကမုတ်ဆိုးကိုအဝေးကြီးရောက်အောင်ခေါ်သွားပြီးမှလီလိုမြန်တဲ့အဟုန်နဲ့ပြေးပြီးလက်ကလေးရှိတဲ့နေရာကိုပြန်လာကအိတ်ကိုဖွင့်ပေးလိုက်တယ်။အဲ့ဒီနောက်တငယ်ချင်း၃ဦးဟာဘေးကင်းရာကိုအမြန်ဆုံးထွက်ပြေးသွားကြပါတော့တယ်။မုတ်ဆိုးပြန်ရောက်လာတဲ့အခါသမင်ရောလက်ရောမရှိတော့ပဲလက်ဖလာနဲ့အိမ်ပြန်ရရှာတယ်။ကဲတငယ်ချင်းတို့ကြီးမြင်တဲ့အတိုင်းပဲနော်။အသက်အန္တရာယ်ကြုံလာတဲ့အခါကိုလွတ်ရုံမပြေးပဲတငယ်ချင်းကိုကယ်တင်ဖို့ကြိုးစားတာဟာတကယ်မိတ်ဆွေကောင်းတွေရဲ့လက္ခဏာပါပဲတာတာမီမီတို့လည်းဒီတငယ်ချင်း၃ဦးလိုပဲကိုတငယ်ချင်းတွေအပေါ်သစ္စာရှိပြီးကိုညီတတ်တဲ့ကလေးလေးတွေဖြစ်ကြပါစေနော်နောက်နေ့မှာပြန်တွေ့ကြမယ်တတား